fan အနေနဲ့ကတော့ Spawn ကို DC ရဲ့ Dark Universe ထဲမှာထည့်တယ် Constantine တို့ Justice League Dark တို့သူတို့နဲ့တုံးတူလို့ပေါ့နော်Spawn အနေနဲ့ကတော့ Marvel Cinematic Universe နဲ့ DC Universe ထဲကိုတရားဝင်ထားတော့မတွေ့ရဘူး။ဒါပေမဲ့ fan theory အရတော့သူတို့က Doctor Strange တို့ Flash တို့မှာတော့ cameo အဖြစ်နဲ့ future crossover အနေနဲ့ပါလာနိုင်တယ်လို့ fan တွေကတော့ theory ထုတ်ထားတယ်ပေါ့နော်။ Todd McFarlane က interview တွေမှာသူကိုယ်တိုင်ပြောထားတာကတော့ Spawn is my own Marvel DC killer ပေါ့။အဲ့လိုမျိုးပြောထားတာကိုတော့လေ့လာတွေ့ရှိရပါတယ်ခင်ဗျာ။1998ခုနှစ်တုန်းကထွက်ရှိထားတဲ့ Spawn အကြောင်းကိုအခုခေတ်လူငယ်လေးနားလည်အောင်ပြောပြမယ်ဆိုလို့ရှိရင်သူက anti hero နတ်ဖျားနဲ့နတ်ဆိုးကြားထဲမှာမဖြေရှင်းနိုင်တဲ့ character တယောက်အနေနဲ့ရှိနေတဲ့တကောင်ပေါ့နော်ဒီရတာကိုဘယ်မှာသွားပြီးတော့တွေ့ရလဲဆိုရင်ကျွန်တော်တို့ Deadpool တို့ Venom တို့ Moon Knight တို့မှာသွားပြီးတော့တွေ့ရတယ် dark ဖြစ်တဲ့ horror vibe ကိုပေးတယ်90ခုနှစ်တွေတုန်းကရုပ်ပြစာအုပ်တွေမှာဆိုရင် grow ဖြစ်တဲ့ငရဲခန်းတွေပါတယ် monster design တွေကြောင့်မလို့ horror comic တွေကတော့တော်တော်လေးကြိုက်ခဲ့ကြတယ်ဗျာအခုခေတ် horror superhero trend တွေနဲ့ဆိုလို့ရှိရင်ဘိုင်းနဲ့သွားပြီးတော့ဆင်လဲဆိုတော့ The Boy တို့ Invisible တို့ Joker 2019တို့နဲ့တွားပြီးတော့အရသာ taste တူမယ်ပေါ့ကျွန်တော်တို့ခက်ကအဲ့လိုအရသာမျိုးရတယ်ပေါ့ဆိုတော့သူကကာချာကို miss လုပ်ထားတာကိုတွေ့ရမယ်ဒီ Christianity ရဲ့ hell ရဲ့ပြီးသွားလို့ရှိရင် street gangster vibe ပေးတယ်ပြီးတော့ military background အဲ့ဒါကိုကျွန်တော်တို့ကတွေ့ရမယ်လက်ရှိချိန်မှာဆိုလို့ရှိရင်တော့ storytelling ကအားရောနေမယ်ပေါ့ဗျာ